ဈေးရောက်ရတာဝါသနာပါယုံနဲ့ကိုအားလုံးကပြည့်စုံနေပြီဘာလို့လဲဆိုလို့ရှင်အေးရလေဈေးရောက်ရမှာအရင်ချက်တဲ့ထဲမှာပါတယ်အခုပြန်တွေးမယ်ဆိုငါဈေးရောက်ရမှာအရင်ချက်တဲ့သူတယောက်တောင်မှာပဲအခုတော့ပေါ့နော်ဘာလို့အဲ့လောက်ထိလုံနိုင်လာတာလဲဆိုပြီးတော့မှပြန်တွေးလိုက်တဲ့အချိန်မှာလှုပ်ရှင်တဲ့စိတ်တစ်ခုတွေအကြောင်းဒါဒီနေရာထိရောက်လာတာပေါ့နော်ဘလောက်တောင်ချက်လဲဆိုလို့ရှင်အေးရဲ့အမေကကျတော့ပေးပေါင်းရောက်နေအေးရဲ့အမေကြီးပေါ့နော်အမေကြီးကကျတော့ပေးပေါင်းရောက်နေပြီးတော့အေးရဲ့အမေကဆိုလို့ရှင်ဒါကုံစုံဆိုင်မှာဈေးရောက်နေဒါပေမဲ့အေးဈေးရောက်ရမှာအရင်ချက်တဲ့ထဲကိုပါတယ်ဒီအလုပ်ကိုစပြီးတော့မှလုပ်တဲ့အချိန်မှာသူများကိုပိုင်ဝင်ငွေရှာနေတယ်ကိုလည်းရှာချင်တယ်ပြီးပြီဆိုလို့ရှိရင် TikTok ရိုက်တဲ့အချိန်မှာငါလည်းရိုက်ချင်တယ်ဆိုတဲ့စိတ်နဲ့လုပ်ခဲ့တဲ့အချိန်မှာဒီနေရာထိရောက်လာတာပေါ့နော်အဲ့တော့ပြောချင်တာကကြတော့ဈေးရောက်ရမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့သူများတွေဒီအရာကိုလုပ်တယ်ဆိုလို့ရှိရင်တော့ငါလုပ်နိုင်အောင်လုပ်မယ်ကိုလုပ်တတ်တဲ့အရာကနေစလုပ်မယ်ဆိုလို့ရှိရင်အရာအလုံးကဖြစ်နိုင်ပါတယ်အဲ့တော့အတူတူစူးစမ်းတင်နေဆိုလို့ရှိရင်ဤဘက်ကနေပြီးတော့မှလက်တွဲခုတ်ဖို့အတွက်အစင်သင့်ပဲပေါ့နော်ဤလိုဆိုလို့ရှိရင်အခုဆိုလို့ရှိရင်အရင်နည်းဆိုလို့ရှိရင်အများကြီးနဲ့စကြရမလို့တသိန်းကျော်လေးနဲ့စလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက online business တွေဝင်ကျင်နေဆိုလို့ရှိရင်တော့အရင်နည်းနည်းလေးနဲ့စလို့ရပါတယ်ဤစီမှာဆိုလို့ရှိရင်ဒီအပစ္စည်းလေး2မျိုးနဲ့စလို့ရပါတယ်ဂျူလီဆိုလို့ရှိရင်10ခဲဆိုလို့ရှိရင်3သိန်း1000မီမီဘိုးဆိုလို့ရှိရင်10ခဲဆို3သိန်း4000 2မျိုးလုံးနဲ့စမယ်ဆိုလို့ရှိရင်တော့2သိန်းခွဲပေါ့နော်အဲ့တော့ကိုကစပြီးတော့မှလုပ်ချင်နေဆိုလို့ရှိရင်ဤလိုဘက်ကနေပြီးတော့မှ welcome လုပ်ပါတယ်အဲ့တော့အတူတူစူးစမ်းချင်နေဆိုလို့ရှိရင်ဤလိုစီကိုလာပြီးတော့မှအတူတူစူးစမ်းလို့ရပါတယ်ရှင်အသေးစိတ်မင်းမြန်းချင်တာရှိရဆိုလို့ရှိရင်တော့ Viber ဖုန်းနံပါတ်သို့မဟုတ် TikTok CV ကိုဆက်သွယ်ပေးလို့ရပါတယ်ရှင်အဲ့တော့ဖြည့်ပေးလိုက်ပြီနော်ဈေးရောက်ရမှာအရင်ချက်တဲ့သူတောင်မှပဲဒီနေရာထိရောက်လာနိုင်တယ်ဆိုလို့ရှိရင်ဈေးရောက်ရတာဝါသနာပါတယ်သူဆိုလို့ရှိရင်တော့အများကြီးလုံနိုင်မယ်ဆိုတာကိုယုံကြည်ပါတယ်ရှင်